ကဲဒီတစ်ခေါက်ဆွေးနွေးချင်တာတော့ trapezoid ရဲ့ area formula derivation လေးဖြစ်ပါတယ်ဒီ formula လေးရအောင်ကျွန်တော်တို့ဘယ်လို drive လုပ်တယ်လဲဆိုတော့ဒီမှာလိုက်ကြည့်လိုက်ရအောင်ပါနော်ပထမဆုံးပြောချင်တာကတော့ trapezoid လို့ပြောရင်အနားတစ်စုံကပြိုင်ပါတယ်ဆိုတော့သူ့ကိုကျွန်တော်တို့diagonal line ဆွဲလိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ triangle လေးတစ်ခုရလာမယ်အဲ့ဒါတိတအောင် highlight လုပ်လိုက်မယ်ပေါ့နော်ဆိုတော့ဒီမှာtriangle A နဲ့ triangle B လို့ဆိုပါစို့ triangle A ရဲ့ base ကိုကျွန်တော်တို့က A လို့ထားလိုက်ပြီးတော့မှ triangle B ရဲ့ base ကိုကျွန်တော်တို့က B လို့ထားလိုက်မယ်ပေါ့နော် Okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာအနားနှစ်နားကပြိုင်တယ်ဆိုတော့သူ့ရဲ့ height တွေကတူတယ်ဘာဖြစ်လို့ဆိုတော့အနားနှစ်နားပြိုင်လို့အနားတစ်စုံပြိုင်လို့ရှိရင်သူ့ရဲ့အကွာဝေးတွေကဘယ်နေရာတိုင်းတိုင်းတူတယ်ပေါ့နော်ဒါလေးက A ဖြစ်မယ်ဒါလေးကတော့ B ဖြစ်မယ်ပေါ့နော်ဆိုရင်ကျွန်တော်တို့ triangle A နဲ့ triangle B ရဲ့ area လေးကိုရှာပြီးတော့မှပေါင်းလိုက်လို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ trapezoid ရဲ့ area ရမယ်ဆိုတော့ total area ပေါ့ total area ကိုလိုချင်တယ်ဆိုရင် area A plus area B ဆိုပြီးတော့မှရမယ်ဆိုတော့ half triangle A ရဲ့ဟာဆိုရင်တော့ base times height ဖြစ်မယ် plus half base time height ဖြစ်မယ်ဆိုတော့ half ကတူတယ်base ကတော့ A ဖြစ်မယ်ပေါ့နော်ဆိုတော့ h plus half base ကတော့ b ဖြစ်မယ်ဆိုတော့ h ဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့နေရာကိုရောက်တော့ဖို့အတွက်ဒါလေးကိုကျွန်တော်တို့ကတူရာလေးတွေစုလိုက်မယ်ပေါ့နော်ဘုံထုတ်လိုက်မယ်ဆိုတော့ half h ကတူတယ်ဆိုတော့ဘုံထုတ်လိုက်မယ်ဒီမှာဝင်းထဲမှာ a plus b ကျန်မယ်ဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ formula ရသွားပြီပေါ့နော်ဆိုတော့ a plus b ကို2နဲ့စားလိုက်မယ် times height ပေါ့ဒါဆိုရင်တော့ကျွန်တော်တို့ရှာနေတဲ့ area of trapezoid ကရသွားပြီပေါ့နော် Thank you ပါ